အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်းပဲ like and subscribe လေးလုပ်ထားပြီးဖို့မမေ့ကြပါနဲ့ခင်ဗျာဒါကတော့ကျွန်တော်ရဲ့နေ့စဉ်အောင်မြင်မှုတွေကိုကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ၄ချိန်မှာ၃ချိန်တိုင်းတိုင်းကျွန်တော်အောင်မြင်ထားခဲ့ပြီးပါပြီเนาะ3ညနှစ်1ခွန်33ဆိုပြီးတော့ဒီနေ့ရက်မှာလည်းကျွန်တော်တို့3ချိန်ဆက်တိုက်အောင်မြင်သွားပါတယ်เนาะချစ်တဲ့မျိုးတို့ရေဇာတုပရိတ်တစ်ခုနဲ့ဇာတုပတ္တိတစ်လုံးလုံးဝရှေ့ရှိပါသေးတယ်ခင်ဗျာလူချင်းတဲ့သူများတော့ဖော်ပြပေးထားတဲ့ဖုန်းနံပါတ်ကလေးကိုဆက်သွယ်ပေးပါခင်ဗျာခေတ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့15ရက်9လ2026 12နာရီ10မိနစ်အတွက်ကတော့83ချိန်ကတော့လုံးဝထူးတယ်ဒီ channel လေးကို like and subscribe လေးမနေ့ရသေးနှိပ်ချပေးကြပါအောင်ဗျာဒီနေ့မှာတော့83ချိန်လုံးဝအမှားပါပဲဗျာ83ချိန်ကီးအနေနဲ့ကတော့ကျွန်တော်တို့ဒီ946ကီးနဲ့တွဲကစားမှာဖြစ်ပါတယ်เนาะ946ကီးနဲ့ကို2မိန်အနေနဲ့ကျွန်တော်10ပတ်တီကိုထုတ်ပေးထားပါတယ်ခင်ဗျာ